တရုတ်ငွေလိမ်ဂိုင်းတွေအပေါ်ထိုင်းနိုင်ငံ၏စစ်ပွဲထိုင်းနိုင်ငံဟာတရုတ်ငွေလိမ်ဂိုင်းတွေရဲ့တကားတွေကိုကန့်ဖွင့်ဝင်ရောက်တာမျိုးမလုပ်ခဲ့ပါဘူး။အဲဒီအစားငွေကြေးစီးဆင်းမှုလမ်းကြောင်းပဲဖိတ်ပစ်လိုက်တာပါ။အခုနောက်ဆုံးနှိမ်နင်းမှုမှာတော့ရဲတပ်ဖွဲ့တွေကပိုင်ဆိုင်မှုဒေါ်လာ318တန်နီးပါးတန်ဖိုးကိုချိတ်ပိတ်လိုက်တယ်လို့ဆိုပါတယ်။အဲဒီအပြင်ဖန်ဝရန်42ခုကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ပြင်မှတ်ကတော့တရုတ်ငွေလိမ်အင်ပါရာကြီးတစ်ခုကိုပါ။ဒီအင်ပါရာဟာခရစ်ပတိုငွေကြေးခိုးယူမှုတွေနဲ့အချစ်ဇလန်းစင်လိမ်မှုတွေကိုအသုံးချတာပါ။ဒီညမှာတော့ကျွန်တော်တို့ဟာငွေကြေးလမ်းကြောင်းတွေကိုခြေရာခံကြည့်ကြပါမယ်။ရှေးထွက်ကုမ္ပဏီတွေနဲ့အကာအကွယ်ယူထားတဲ့လုပ်ငန်းတွေကိုလည်းလေ့လာမှာပါ။တစ်ဆက်တည်းမှာပဲရက်ဆက်တဲ့အမှန်တရားကိုလည်းဖော်ပြပေးသွားမှာပါ။ငွေထုတ်ပေါက်ကိုပိတ်လိုက်တဲ့အခါငွေလိမ်စက်ရန်နေရာကြီးဟာရပ်တန့်သွားခဲ့ပါတယ်။ညစ်ပတ်တဲ့ငွေမဲခရစ်ပတိုတွေကနေတန်ရှင်းတဲ့ငွေဖြူကွန်ဒိုတိုက်ခန်းတွေအဖြစ်ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကြည့်ကြည့်ရအောင်ပါ။နေနေမှုတော်တော်များများဟာအခန်းတစ်ခန်းတွေကအလုပ်သမားတွေကိုလိုက်ပြီးဖမ်းလို့ရှိတာပါဖုန်းတွေဇညွန်းတွေနဲ့ SIM ကတ်တွေကိုသူတို့ရှာတွေ့ခဲ့ကြတာပါထိုင်းနိုင်ငံကတော့ဒီထက်ပိုပြီးပြင်းထန်တဲ့နီလန်ကိုရွေးချယ်ခဲ့ပါတယ်တာဝန်ရှိသူတွေကဒီနှိမ်နှင်းမှုမှာပိုင်ဆိုင်မှုဒေါ်လာ318တန်းလောက်ရှိတဲ့တန်ဖိုးကိုချိတ်ပိတ်ခဲ့ပြီးဝရန်42ခုကိုအသက်ဝင်စေခဲ့ပါတယ်ဒီအချိုးအစားကိုကြည့်ရင်သူတို့ပြစ်မှတ်ထားတဲ့အဖွဲဟာဘယ်လောက်ကြီးမားလဲဆိုတာသိနိုင်ပါတယ်အဖွဲငယ်လေးတစ်ခုကတော့ laptop တစ်လုံးကိုလွှတ်ပစ်ပြီးအခန်းအသစ်တစ်ခုတည်းထပ်ငှားနိုင်ပေမဲ့အင်ပါရာကြီးတစ်ခုကတော့အပိတ်ခံလိုက်ရတဲ့ဘဏ်အကောင့်ကိုလစ်လူရှုလို့မရပါဘူးတိမ်ဆဲခံရတဲ့ကွန်ဒိုဒါမှမဟုတ်ကုမ္ပဏီရှယ်ယာတွေကိုလည်းသူတို့လစ်လူရှုလို့မရပါဘူးဒါပြောင်းလဲမှုပါငွေလိမ်ဂိုင်းတွေရဲ့ရုံးခန်းကိုဝင်စီးတာဟာဗီဒီယိုဖိုင်ထဲမှာတော့ကြည့်ကောင်းပေမဲ့ငွေလိမ်လုပ်ငန်းကိုတော့အချိန်ကြာကြီးအဆုံးမတတ်နိုင်ပါဘူးခေါ်ဆန္ဒတစ်ခုဟာတစ်ပတ်အတွင်းမှာပြန်ပေါ်လာနိုင်ပါတယ်လူသစ်တွေစကလုံးအသစ်တွေနဲ့ပြန်စားနိုင်ပါတယ်ဒါပေမဲ့ငွေကြေးကတော့ဒီလောက်ထိမြင်မြန်ပြန်စားလို့မရပါဘူးအဲ့ဒါတွေကမြေခွက်တွေကားတွေနဲ့ရှယ်ယာတွေကိုထဲမှာပိတ်မိစေတာပါဒါကြောင့်လည်းဒီစစ်စင်ရေးဟာရှင်းလင်းလောက်တာမဟုတ်ဘဲခေါင်းကိုဖျက်လိုက်တဲ့တော့ခံစားစေပါတယ်ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ခံလိုက်ရတဲ့အခါပွဲစားတွေလည်းထိတ်လန့်သွားကြပါတယ်ငွေထုတ်မဲ့လမ်းကြောင်းတွေလည်းတိတ်ဆိတ်သွားပါတယ်ဂျာကန်အကောင့်တွေထိမ့်သိမ်းခံရပါတယ်ရှေးထွက်ကုမ္ပဏီတွေဟာဝန်ထမ်းတွေဆုံးရှုံးသွားပါတယ်အခန်းငှားကားတွေဆုံးရှုံးတယ်သူတို့ရဲ့အကာအကွယ်တွေဆုံးရှုံးသွားပါတယ်ကွင်းဆက်တစ်ခုလုံးဟာစာပြီးပျက်စီးလာတာပါဒါကလည်းအဓိကပန်းနိုင်ပါပဲငွေလိမ်လုပ်ငန်းဆိုတာစက်ရုံတစ်ခုပါaway input ကတော့သားကောင်တွေယုံကြည်မှုနဲ့ crypto တွေပါအထွက် output ကတော့ငွေသားနဲ့တရားဝင်တရားထင်ရတဲ့လူနေမှုပေါ်ပါအထွက်လမ်းကြောင်းကိုပိတ်လိုက်ရင်စက်ရုံကရှေ့ဆက်လို့မရတော့ပါဘူးကြာပိတ်ထားရင်စက်ရုံကြီးပျက်စီးသွားပါလိမ့်မယ်စင်မြင့်ပေါ်ကရှင်းလင်းချက်တွေမှာတော့အရာအလုံးဟာကိန်းဂဏန်းတွေပါဒါပေမဲ့လမ်းမတွေပေါ်မှာတော့ဒါဟာကြောက်ရွံ့မှုပါတနေ့မှာတော့ဂိုင်းကွန်ရက်ထဲမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေဘေးကင်းကြောင်ကြွားဝါနေကြပြီမယ်နောက်တစ်နေ့မှာတော့အဲ့ဒီပိုင်ဆိုင်မှုတွေကအန်နေတဲ့ကိုရောက်ရှိသွားတာဖြစ်နိုင်ပါတယ်တရားရုံးကချိတ်ပိတ်ထားတဲ့ကားတစ်စီးဟာဘယ်မှရွှေ့လို့မရတော့ပါဘူးဂရန်ဒီအပိတ်ခံထားတဲ့ကွန်ဒိုတစ်ခုဟာလည်းပုံနေလို့မရပါဘူးရှေးထွက်ကုမ္ပဏီတစ်ခုရဲ့ဘဏ်စနစ်မှာအနီရောင်ပြနေတယ်ဆိုရင်သူတို့ရဲ့မျက်နှာဖုံးကိုဆက်တက်ထားလို့မရပါဘူးဒေါ်လာ318တန်းကိုအမိဖမ်းဖို့အတွက်ထိုင်းနိုင်ငံဟာနေပါအစုံကိုတပြိုင်နက်တည်းကင်တွယ်ခဲ့ရပါတယ်အိတ်ချမ်းမြေဘဏ်အကောင့်ရှယ်ယာတွေနဲ့လက်မှတ်ထိုးထားတဲ့သူတွေအားလုံးပါနိုင်ငံတော်ကငွေထုတ်ပေါက်ကိုပိတ်လိုက်တဲ့အခါဂိုင်းသားတွေဟာပိုက်လိုင်းတွေကိုပြောင်းလဲရပါတယ်ဒီလိုပြောင်းလဲတဲ့အခါခြေရလက်ရာတွေကျန်ခဲ့ပါတယ်ဖန်ဝရန်42ခုကတခြားအကြောင်းပြချက်ကြောင့်လည်းအရေးကြီးပါတယ်အဲ့ဒါတွေက call center တွေကဝန်ထမ်းတွေထက်ပိုမြင့်တဲ့သူတွေကိုပြစ်မှတ်ထားတာပါဖုန်းတွေကဈေးပေါ်ပါတယ်စီစဉ်သူတွေကဈေးမပေါ်ပါဘူးစီစဉ်သူတယောက်ဟာအစာအုပ်ငှားတဲ့အခါဘယ်သူနာမည်ကိုသုံးရမလဲဆိုတာသိပါတယ်ဘယ်စရေးကိုလက်ထိုးရမလဲဆိုတာသိပါတယ်ဘယ်သူကိုဒရိုက်တာဖြစ်သုံးရမလဲဆိုတာလည်းသိပါတယ်အဲ့ဒီစီစဉ်သူတွေဖိအားပေးခံရတယ်ဆိုတာနဲ့လုပ်ငန်းတစ်ခုလုံးထိတ်လန့်သွားပါတော့တယ်ထိုင်းနိုင်ငံဟာနိုင်ငံပြင်ပအထိသတင်းစကားပေးလိုက်တာပါငွေလိမ်လို့ရတဲ့ပတ်စံတွေဟာဖုံးကွယ်လို့မရပါဘူးဒါတွေကိုအတိမတ်ပြုခံရဖို့လည်းစူးစမ်းကြပါတယ်ကာစီနိုတွေအထက်မြင့်အဆောက်အုံတွေမှာငွေကြေးခွာချဖို့ကြိုးစားကြပါတယ်။ပိုင်ဆိုင်မှုတွေကိုအရင်ချိတ်ပိတ်လိုက်ခြင်းအပြင်ထိုင်းနိုင်ငံဟာကစားပွဲကိုပြောင်းလဲပစ်လိုက်တာပါ။အဲ့ဒီအလိန်အင်ပါရာကြီးဟာလောလောဆယ်မှာတားကောင်အစ်စ်ကိုလိုက်မရှာနိုင်သေးပဲ။သူတို့ရဲ့လူရထားတဲ့ပစ္စည်းတွေကိုအရင်ကာကွယ်နေရပါပြီ။လူလိန်တယောက်တည်းကလိန်နေတဲ့ရုပ်ရှင်တွေကပုံရိပ်တွေကိုမိလိုက်ပါတယ်။ခေတ်သစ်ငွေလိန်လုပ်ငန်းဆိုတာစက်ရုံတစ်ခုပါ။ဝန်ထမ်းခေါ်တာကHRဌာနလိုမျိုးအယောင်တင်ပေးတာကအယောင်ဌာနလိုမျိုးအလုပ်ဆင်းတာကစက်ရုံအလုပ်သမားတွေလိုမျိုးအဆိုင်လိုက်လုပ်ကြတာပါ။အဖွဲတစ်ဖွဲကဇညွန်းရေးတယ်တစ်ဖွဲကချက်တင်ထိုင်တယ်တစ်ဖွဲက application အတူတွေတိစောက်တယ်နောက်တစ်ဖွဲကတော့ငွေထုတ်ယူတာကိုတာဝန်ယူပါတယ်အစာပိုင်းမှာတော့အမြဲတမ်းနှူးညံ့ပါတယ် message လေးတစ်ခုကလူသားဆန်တယ်လို့ခန်းစားစေပါတယ် profile တစ်ခုကတကယ်လူစင်စစ်တယောက်လို့ထင်ရပါတယ်ဒါကအချစ်ဇလန်းလည်းဖြစ်နိုင်တယ်ယဉ်နီးမြုံနိုင်မှုလည်းဖြစ်နိုင်တယ်အလောက်ကင်ကမ်းလန်းချက်လည်းဖြစ်နိုင်ပြီးဒါမှမဟုတ်တငယ်ချင်းလို့အကြံပေးတာလည်းဖြစ်နိုင်ပါတယ်တားကောင်နဲ့ကိုက်ညီမဲ့ငါးစာကိုသူတို့ရွေးချယ်ရပါတယ်ပြီးဆိုရင်တော့ထောင်ချောက်ကအစင်စင်ပိတ်လာပါတယ်သူတို့ဟာတားကောင်ကိုတန်တရားမဝင်အောင်အပြင်လူတွေနဲ့အဆက်အသွယ်ဖြတ်ပါတယ်
ဖုန်းထဲမှာအာယုံဆိုင်မှုတွေအပြည့်ပေးတယ်နေစဉ်လုံယူလုံစင်တစ်ခုကိုတီးဆောက်ပြီးအဲ့ဒီလုံယူလုံစင်ကိုပဲလက်နက်အဖြစ်ပြန်သုံးတာပါရက်ဆက်တဲ့အချိုးကွေကတော့ဒီမှာပါသူတို့ရောင်းနေတဲ့ကုန်ပစ္စည်းက crypto မဟုတ်ပါဘူးယုံကြည်မှုပါယုံကြည်မှုတီးဆောက်ပြီးတာနဲ့ငွေတွေကမြင်မြန်စီးဆင်းသွားပါတယ်အစာပိုင်းမှာစမ်းသပ်ငွေလွှဲကြည့်မယ်ပြီးရင်ပုံများလွှဲခိုင်းပါတယ်စကရင်အတုတွေအပေါ်မှာအမျက်တွေထွက်နေတဲ့အကြောင်းပြပါတယ်ငွေတွေထပ်ထည့်ဖို့တိုက်တွန်းပါတယ်သားကောင်ကတွန်းဆုပ်လိုက်ချင်းချောက်မယ်အစင်းတိုင်းဟာဇညွန့်အတိုင်းအချိန်ကြိုက်ပြီးချီယာခံထားတာပါဒါကြောင့်လဲပိုင်ဆိုင်မှုချိတ်ပိတ်တဲ့လောက်ရက်ကသူတို့ကိုအကြီးကျယ်ထိခိုက်စေတာပါငွေလိမ်ငိုင်းတစ်ခုဟာစင်းကတ်တွေကိုလဲလို့ရပါတယ်ချက်ထဲကအကောင့်နံပါတ်တွေကိုလဲလို့ရပါတယ်ဝန်ထမ်းတွေကိုလဲလို့ရပါတယ်ဒါပေမဲ့သူတို့ကိုယ့်ရဲ့အတွင်းကယုံကြည်မှုကိုတော့လွယ်လွယ်နဲ့လဲလို့မရပါဘူးငွေထုတ်တဲ့လမ်းကြောင်းအန္တရာယ်ရှိလာပြီဆိုတာနဲ့မန်နေဂျာတွေကလက်အောက်ငယ်သားတွေကိုတန်တရားဝင်လာပါတယ်ဝန်ထမ်းတွေကလည်းမန်နေဂျာတွေကိုပြန်ပြီးတန်တရားဝင်လာပါတယ်ကြောက်ရွံ့မှုကစိတ်ယုံကြည်ကိုနှိပ်ကွေးသွားစေပါတယ်ဒီစိတ်ယုံကပြည်တွင်းမှာရှိနေတာမဟုတ်ပါဘူးအဖွဲ့တော်များဟာ Mandarin, Quantum ဒါမှမဟုတ်ဘာသာစကားမျိုးစုံကိုအသုံးပြုကြပါတယ်သူတို့ဟာ chat room တွေ voice room တွေထဲမှာစကားပြောကြပါတယ်ထိုင်းနိုင်ငံသားတွေပြစ်မှတ်ထားတာမဟုတ်ပါဘူးဒေတာတစ်ခုလုံးကသူတွေအားလုံးအတွက်ပြစ်မှတ်တွေပါမလေးရှားစင်ကာပူကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေဟာပြစ်မှတ်တွေပါဗဟိုချက်တစ်ခုတည်းကနေဈေးကွက်ပေါင်းစုံကင်တွယ်နိုင်ပါတယ်ဘာသာစကားပေါင်းစုံအသုံးပြုနိုင်ပါတယ်တစိမ့်တုံးအတုပေါင်းစုံကင်တွယ်နိုင်ပါတယ်အဓိကအချက်ကတော့ရှင်းပါတယ်ငွေလိမ်အင်ပါရာတစ်ခုဟာခိုးယူထားတဲ့တန်ဖိုးတွေကိုတကယ်တန်ဖိုးဖြစ်ပြောင်းနိုင်မှာပဲကြီးထွားနိုင်တာပါဒါကောင်စီကနေရတဲ့ crypto တွေဟာအခန်းလာကဖြစ်လာမယ်ကားတွေဖြစ်လာမယ်မြေခွက်တွေဖြစ်လာမယ်ဘေးကင်းတဲ့ဂုံတိတ်ခါတွေဖြစ်လာမှာပါဒါကြောင့်လဲဇလန်ဟာ call center မှာရှက်လို့မရပါဘူးငွေကြေးစီးဆင်းတဲ့ပိုက်လိုင်းကမှအဓိကပါငွေလိမ်စကန်တွေရဲ့အတွင်းမှာတော့လူနေမှုဘဝကလှပတာမျိုးမဟုတ်ပါဘူးအပြင်းထန်ထိန်းချုပ်ထားတာပါပြစ်မှတ်တွေကိုအဖြူရောင်ပုံပြားပေါ်မှာရေးသားထားတယ်စကရင်တွေပေါ်မှာဓာတ်ရိုက်ချက်နေတာကိုပြပါတယ်ကြီးကျယ်သူတွေကနှကြက်တက်ထားတဲ့ဝန်ထမ်းအတန်းတွေအနောက်မှာလမ်းလျှောက်နေပါတယ်ဝန်ထမ်းတယောက်ကတတ်မှတ်ချက်မပြည့်မီလာစာအဖြတ်ခံရတယ်အိတ်ချိန်အဖြတ်ခံရတယ်လွတ်လပ်ခွင့်တွေအဖြတ်ခံရမှာပါတချို့နေရာတွေမှာဆိုရင်နိုင်ငံကူးလက်မှတ်တွေကိုတင်ထားပြီးအထွက်ကိုစောင့်ကြည့်ပါတယ်ထောင်ချောက်တစ်ခုဟာအရန်ကိုမြင်မြန်ဖြစ်ပေါ်လာနိုင်ပါတယ်ဒါကြောင့်လဲဒီစနစ်ကအလလုံးနေတာပါဒါဟာစီးပွားရေးလုပ်ငန်းလိုမျက်နှာဖုံးဆွတ်ထားတဲ့ဖွဲ့စည်းပုံရဲ့ရာဇဝတ်မှုတစ်ခုပါအဲ့ဒါဟာ copy and paste လုပ်ဖွေးကြီးထွားလာခဲ့တာဖြစ်ပါတယ်ဇညွန့်အသစ် website အသစ် token အမည်အသစ်တွေနဲ့အများရန်ခိုးယူနေကြတာပါတားကောင်ကငွေလဲလိုက်ပြီးဆိုတာနဲ့ငွေလိမ်မှုကပြီးဆုံးသွားတာမဟုတ်ပါဘူးတကယ်ရာဇဝတ်မှုကနောက်ဆုံးအချိန်ငွေလွှဲပြီးမှစတာပါဒီအချိန်ဟာညစ်ပတ်တဲ့ငွေမဲ crypto တွေကိုဘေးကင်းတဲ့ငွေသားအဖြစ်ပြောင်းလဲရမယ့်အချိန်ဖြစ်ပါတယ်ဒီငွေကြေးစီးဆင်းမှုမှာမှောင်မိုက်တဲ့ပုံစံတစ်ခုရှိပါတယ်ပထမဆုံးတားကောင်က wallet ထဲကိုငွေပို့လိုက်ပါတယ်အဲ့ဒီနောက်မှာ crypto တွေကိုအစိတ်အပိုင်းတော်တော်များခွဲလိုက်ပါတယ် blockchain တစ်ခုကနေတစ်ခုကိုကူးပြောင်းနေ stable coin တွေအဖြစ်ပြောင်းလဲတယ်ပြီးရင်ထပ်ပြီးတော့ခွဲထုတ်လိုက်ပြန်ပါတယ်ဒီလိုမျိုးပြန်ကျဲအောင်လုပ်တာကအလှပြတာမဟုတ်ပါဘူးကာကွယ်ထားတာပါဒါကခိုးယူမှုတစ်ခုကိုမြူနှင်းတွေလိုဝေဝါအောင်လုပ်လိုက်တာဖြစ်ပါတယ်တစ်ချိန်ချိန်မှာတော့ဒီမြူနှင်းတွေကကြီးလင်းသွားမှာပါဒီရောက်က crypto ကိုငွေသားအဖြစ်ပြောင်းလဲရပါတယ်ဒီနေရာမှာပဲပွဲစားနဲ့ဂျားခန့်အကောင့်ပိုင်ရှင်တွေပေါ်လာတာပါတချို့သောဂျားခန့်သူတွေကအခကြီးငွေရလို့လုပ်ကြတာပါတချို့ကတော့အကြိုက်ကန်ခံရလို့ပါတချို့ကတော့သူတို့ကိုသူတို့နီးပညာလုပ်ငန်းတစ်ခုလုပ်နေတယ်လို့ထင်နေကြပါတယ်တကယ်တော့သူတို့ဟာငွေကြေးခိုးထုတ်တဲ့ပိုက်လိုင်းကိုမောင်းနှင်ပေးနေတာပါအဲဒီကတစ်ဆင့်ငွေတွေဟာရှေ့ထွက်ကုမ္ပဏီတွေတဲကိုရောက်ရှိသွားပါတယ်ဒါတွေဟာဥပဒေကြောင်းအရပပလေးဖုံးကွယ်ထားတာပါစော်ရဲပေါ်မှာနာမည်ရှိပေမဲ့တကယ်စီးပွားရေးလုပ်ငန်းတော့မရှိပါဘူးရှေ့ထွက်ကုမ္ပဏီတစ်ခုဟာအိမ်ချမ်းမြေငှားလို့ရတယ်ကားဝယ်လို့ရတယ်ကွန်ဒိုပိုင်ဆိုင်ထားလို့ရတယ်ငွေတွေကိုကာစီနိုတွေဒါမှမဟုတ်ဟိုတယ်တွေထဲကိုထည့်ပြီးယင်းနှိမ့်မြုပ်နှံမှုအမိတက်လို့ရပါတယ်ဒါကြောင့်လဲဒေါ်လာ318တန်းပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်လိုက်တာကအရေးကြီးတာပါဒါဝေဝါးနေတဲ့မြူနင်းတွေကိုခိုင်မာတဲ့တက်တွေဖြစ်ပြောင်းလဲသွားတဲ့နေရာကိုရဲတပ်ဖွဲ့ကရှာတွေ့သွားပြီဆိုတာပြသနေပါတယ်တိန်စီခံထားရတဲ့ကွန်ဒိုဟာတက်တည်ပါပဲထိမ့်သိမ်းခံလိုက်ရတဲ့ဘဏ်အကောင့်ဟာဆက်သွယ်မှုတစ်ခုပါဆက်သွယ်မှုတစ်ခုကိုရှာတွေ့ရင်တခြားအရာတော်တော်များများကိုဆွဲထုတ်နိုင်ပါတယ်ဒီနေရာမှာပုံစံပြောင်းသွားတာတစ်ခုရှိပါတယ်တကယ်လို့လူကြီးမင်းတို့ကငွေလိမ်အင်ပါယာကိုချိန်မုံကျင်နေဆိုရင်ကားနာကိုလိုက်မနေပါနဲ့ပုံအောင်နေတဲ့နေရာကိုဝင်စီးပါဂရန်ဒီကိုချိတ်ပိတ်ပါပြီးရင်ဘသူကလာပြီးကန့်ကွက်မလဲဆိုတာစောင့်ကြည့်ပါဒါကြောင့်လဲဖန်ဝရန်တွေကအရေးကြီးတာပါဝရန်ဆိုတာလူတစ်ယောက်ဖမ်းဖို့တွေမဟုတ်ပါဘူးလက်မှတ်ထိုးပေးတဲ့သူကိုရှာဖို့ပါစီစဉ်သူကိုရှာဖို့ပါဒီလူတွေကငွေပိုက်လိုင်းကိုပွင့်နေအောင်လုပ်ပေးတာပါသူတို့ကိုဖယ်ရှားလိုက်ရင်အင်ပါရာကြီးဟာပို့ပြီးတိတာထင်ရှားတဲ့စွန့်စားမှုတွေလုပ်လာရပါတော့မယ်နှိမ့်နေမှုအများစုက call center မှာရပ်တန့်သွားပါတယ်အဲ့ဒါကငွေပိုက်လိုင်းကိုမထိပဲခြံထားခဲ့တယ်လို့ဖြစ်နိုင်ပါတယ်ထိုင်းနိုင်ငံကတော့ပုံမကျပြန့်တဲ့ပန်းနိုင်တစ်ခုကိုပြသနေတာပါပိုက်လိုင်းကိုအရင်ပိတ်ပါတယ်ပြီးရင်ဖြစ်လာတဲ့ထိုက်လန့်မှုတွေကကြံနေတဲ့အရာတွေကိုဖော်ထုတ်ပေးပါလိမ့်မယ်ပိုက်လိုင်းတွေပိတ်သွားတဲ့အခါနာကျင်မှုကချက်ချင်းရောက်လာပါတယ်ငွေပေးချေမှုတွေလည်းရပ်တန့်သွားပါတယ်ငွေသေးစုဆောင်းသူတွေကတားကောင်ကိုဆွဲဆောင်နှိုင်းသေးပေမဲ့စုချင်းငွေကတော့နည်းသွားပါပြီအခါချင်းငွေယူတဲ့ပွဲစားတွေလည်းပြဿနာမဖြစ်အောင်တိတ်ဆိတ်သွားကြပါပြီမကြခင်အင်ပါရာကြီးဟာငွေသားတွေကိုလက်နဲ့ပဲကင်တွယ်ရပါတော့မယ်အဲ့ဒါကလမ်းမတွေပေါ်မှာငွေတွေကိုတည်ဆောင်ရမယ်လို့ဆိုလိုတာပါအဲ့ဒီအခါမှာခြေရလက်ရတွေကျန်ခဲ့ပါတယ်ဒါဟာအောင်ပွဲတစ်ခုလိုပါ
ချိတ်ပိတ်ခံထားရတဲ့ပိုင်ဆိုင်မှုတွေကရာဇဝတ်မှုတွေကိုအလင်းနဲ့ရအောင်တွန်းပို့လိုက်ပါတယ်။ဇိမ်ခံပစ္စည်းတွေအတွက်နာမည်တစ်ခုလိုအပ်ပါတယ်။ဘဏ်တွေအတွက်ပုံစံစာရွက်တွေလိုအပ်ပါတယ်။ကိုတို့အယောင်းဝယ်အတွက်လက်မှတ်တွေလိုအပ်ပါတယ်။တရားဝင်အစစ်တိုင်းကတပ်တွေတွေကိုဖန်တီးပေးပါတယ်။လူလိုက်အဖွဲ့ငယ်လေးတွေကဝင်စည်းခံရမှာကြောက်ကြပါတယ်။ငွေလဲအင်ပါရာကြီးတွေကတော့မှတ်တမ်းတွေကိုကြောက်ကြပါတယ်။ငွေကြေးပမာဏအကြီးဖြစ်လာတဲ့အခါအလောက်ကပြောင်းလဲသွားပါတယ်။ဒါဟာလိမ်လည်မှုတသက်မဟုတ်တော့ပဲဖုံးကွယ်ခြင်းဖြစ်သွားပါတယ်။ဖုံးကွယ်ခြင်းမှာပုံစံတစ်ခုရှိပါတယ်။အဲ့ဒါကတစိမ့်လိုဂိုပါတဲ့ရုံးခန်းတစ်ခုလိုမျိုးတည့်ရတဲ့ကိုနိုအယောင်းဝယ်တစ်ခုလိုမျိုးကာစီနိုအမှတ်တစိမ့်တွေနဲ့ဟိုတယ်လုပ်ငန်းတွေလိုမျိုးဖြစ်လာပါတယ်။ပရာဟိတပွဲတွေလုပ်တာချမ်းသာတဲ့သူတွေနဲ့ဓပုံရိုက်တာမျိုးတွေပါဝင်လာပါတယ်။ဒါတွေအားလုံးရဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းပါ။ငွေခိုးယူထားတဲ့ငွေတွေကိုဘယ်သူမှမထိနိုင်တဲ့ဂုဏ်သိက္ခာရှိတဲ့အစင်တန်းတစ်ခုအဖြစ်ပြောင်းလဲပြဖို့ပါ။ဒါဟာထိုင်းနိုင်ငံကတိုက်ခိုက်ခြင်းတဲ့အလှော်တွေပါပဲ။ဝန်ထမ်းတစ်ခုက call center manager ကိုကြောက်စေပါတယ်။ပိုင်ဆိုင်မှုချိတ်ပိတ်တာကတော့တထေးကြီးတွေကိုကြောက်စေပါတယ်။တထေးကြီးတယောက်ဟာထောင်ကျမှထက်ထိန်ချုပ်မှုဆုံးရှုံးမှာပိုကြောက်ပါတယ်။ထိန်ချုပ်မှုဆိုတာငွေကြေးစည်းစိမ်မှုပေါ်မှာမူတည်နေတာပါ။စော်ရဲပေါ်မှာသူ့နာမည်မပါအောင်ထားနိုင်မှုအပေါ်မှာမူတည်နေတာပါ။ဒီကွန်ရက်ထဲမှာဖုံးကွယ်ထားတဲ့အခန်းကဏ္ဍအများကြီးရှိပါတယ်။နမေကန်ဒရိုက်တာတွေစော်ရဲစာတမ်းတင်ပေးတဲ့ရှေ့နေတွေငွေကြေးရွှေ့ပြောင်းပေးတဲ့စည်ရင်ကိုင်တွေမိသားစုနာမည်သုံးထားတဲ့အိမ်ချမ်းမြေအကျိုးဆောင်တွေငွေသားကိုချစ်ပြပြောင်းပြီးအနိုင်ရလက်အဖြစ်ပြောင်းထားတဲ့ကာစီနိုပွဲစားတွေပါဒါတွေအားလုံးကအကြမ်းဖက်မှုမလိုပါဘူးလောက်ပိုင်ဝင်ပဲလိုတာပါဒါဟာအကြီးတန်းတဲ့အမှန်တရားပါဝင်စီဖို့ဆိုတာကလည်းလွယ်ပါတယ်အကာအကွယ်ကိုဖျက်ဆီးဖို့ကတော့ခက်ပါတယ်ရဲတပ်ဖွဲ့ဟာစာရဲစာတမ်းအနောက်ကရည်ရွယ်ချက်ကိုတည်ပြရပါတယ်လုပ်ငန်းအတူတွေကိုဖော်ထုတ်ရတယ်ချင်းငွေအတူတွေနဲ့အယောင်းဝယ်အတူတွေကိုပြရပါတယ်ဒါကြောင့်လည်းပိုင်ဆိုင်မှုချိတ်ပိတ်တာကဝန်ထမ်းတွေကိုလိုက်ဖမ်းတာထပ်ပိုးပြီးထိရောက်တာပါတကယ်တထေးကြီးကလက်မှတ်လုံးဝမထိုးပါဘူးဝမ်ကွဲမောင်နှမတွေဒရိုင်ဘာတွေစိတ်ရေးတို့ကသာလက်မှတ်ထိုးတာပါတထေးကကုမ္ပဏီအများကြီးနောက်မှာပုံနေပါတယ်ကုမ္ပဏီတစ်ခုချင်းစီကအစိပ်ပိုင်းလေးတွေပဲကင်ထားတာပါဒါကငွေလိမ်လို့ရတဲ့ပတ်စံတွေကိုလူမြင်ကွင်းပါတယ်ဘယ်လိုဖုံးကွယ်ထားသလဲဆိုတာကိုစုံစမ်းစစ်ဆေးသူတွေကပြောပြနေတာပါဝရန်တွေကဒီအလှော်အထိရောက်လာတဲ့အခါတခြားနိုင်ငံတွေကလည်းသတိပြုမိလာပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ငွေလိမ်လို့ရတဲ့ပတ်စံဟာဘေးကင်းပါတယ်ဆိုတဲ့ဒဏ္ဍာရီကစပြီးပြိုလဲနေပါပြီဘယ်လောက်ထိအထိနာပြီးတဲ့နောက်မှာငွေလိမ်ကိုင်းတွေကပြောင်းမသွားဘူးလားသူတို့တွေပြောင်းလဲသွားမှာလားအခုဖွဲ့ငယ်လေးတွေအဖြစ်ခွဲထိုက်လိုက်မှာလားဥပဒေအားနည်းတဲ့နေရာတွေကိုရွှေ့သားကြပါလိမ့်ပထမဆုံးလှုပ်ရှားမှုကတော့ဒီကြားဖြတ်တွေကနေရာရွှေ့တာပါဝန်ထမ်းတွေရွှေ့တဲ့ဝန်ထမ်းတွေစခန်းတွေကိုနေရာပြောင်းတယ်ဖုန်းတွေနဲ့အမည်နာမည်တွေလဲလိုက်ကြပါလိမ့်ဒုတိယလှုပ်ရှားမှုကတော့ဘန်နာရေးအရာဖုံးကွယ်တာပါဝေါ်လက်တွေကိုပုံမြင်မြန်လှည့်တယ်ကြားခန့်တွေကိုပို့သုံးတယ်ငွေထုတ်တဲ့အခါပမာဏအနည်းငယ်စီပဲထုတ်ပါတယ်ကွန်ရက်ကိုအလင်းစလို့စီမံခန့်ခွဲရတဲ့အခါအမှားတွေလုံးဝတက်ကြပါတယ်ကြားခန့်လူသစ်တွေကစကားပြောလာပါတယ်ပွဲစားအသစ်တွေကလောလာပါတယ်ရှေးရက်ကုမ္ပဏီအသစ်တွေကစာရဲစာတမ်းတွေမတက်မရက်တင်လာကြပါတယ်ဒါဆိုရင်ရေရှည်မှာဘာအလုပ်ဖြစ်မှာလဲအပိုင်း၃ပိုင်းခွဲရပါမယ်ပထမစစ်စင်ရငွေထုတ်ပေါက်ပါပွဲစားနဲ့ဂျားကန်စင်တာတွေကိုပြစ်မှတ်ထားတာပါငွေထုတ်လို့မရရင်အမြတ်မရှိတော့ပါဘူးဒုတိယစစ်စင်ရကတော့ပိုင်ဆိုင်မှုပါတကယ်ပိုင်ရှင်အစစ်မှန်စီးမြင့်တွေကိုကျင့်သုံးပါတယ်ကုမ္ပဏီအသီးမှာပါနေတဲ့နာမည်တူတွေကိုခြေရာခံပါတယ်နာမည်ကန်ဒရိုက်တာနောက်မှာအိတ်ချက်မျိုးတွေဖုံးထားဖို့ခက်ခဲအောင်လုပ်ဖို့ပါတတိယစစ်စင်ရကတော့နေဆက်ဖြတ်ကျော်ချိတ်ပိတ်မှုဖြစ်ပါတယ်ရာဇဝတ်မှုကနေဆက်တွေဒိုင်းလွှာအဖြစ်သုံးတာပါနိုင်ငံတွေကတော့နေဆက်တွေကိုပိုက်ကွန်အဖြစ်သုံးရပါမယ်နိုင်ငံအသီးသီးကပိုင်ဆိုင်မှုတွေကိုမြင်မြန်ချိတ်ပိတ်နိုင်တာဟာထွက်ပြေးတာထပ်ပိုမြန်ပါတယ်ဒါကြောင့်လဲဒေါ်လာ318တန်းဆိုတာသတင်းကောင်းစီးပိုင်းထပ်ပိုပြီးအရေးကြီးတာပါဝင်စီးတဲ့ဗီဒီယိုကတရက်ပဲခံပါတယ်ချိတ်ပိတ်တဲ့ပိုင်ဆိုင်မှုကတော့လာပေါင်းများစွာနာကျင်စေပါတယ်အဲ့ဒီလာတွေဟာငွေလိမ်စက်ရုံတွေအတွက်ထိခိုက်စေနိုင်ပါတယ်ဝန်ထမ်းတွေကလာစားလို့တယ်ပွဲစားတွေကကော်မရှင်လို့တယ်တထွေးတွေကဂုဏ်သိက္ခာလိုပါတယ်ဒါကနောက်ဆုံးရိုက်ချက်ပါငွေလိမ်အင်ပါရာတစ်ခုဟာရုံငန်းတွေကိုမြင်မြန်ပြန်တီးဆောက်နိုင်ပေမဲ့ငွေပိုင်လိုင်းတစ်ခါပျက်စီးသွားရင်တော့ယုံကြည်မှုကိုပြန်တီးဆောက်လို့မရတော့တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်